သစ္စာပန်းများနဲ့မေလတဘဝကြပြဆရာမဟုတ်ခဲ့တာတည်ကြပြီဘာတစ်ခုမှမရှိတော့တဲ့မေလမှာနောက်ထပ်ဘာမဆိုပေးလိုက်ရပြန်တဲ့မေလမှာအစင်မပြေမှုတွေအစီအစဉ်ကြာနာလုံးနဲ့မေလမှာအလကားရတဲ့ညနေခင်းကတော့မထင်မဲ့မြင်ပြုခံရတဲ့မေလမှာဒုက္ခတွေအစုပ်လိုက်ပွင့်အားကောင်းတဲ့မေလမှာအားကြီးဖုံထားတဲ့လေဘူးတွေအနက်အပြားစီပွားခြင်းတိုင်းပွားနေလွင့်နေတဲ့ဒဲမို့တွေလိုမေလမှာအစုပ်ပေါ့ညရသူမေလမှာတလိပ်ဖက်လို့ရာမင်းကြီးကိုမြင်မိသူမေလမှာအဖျားထောက်စရာမလက်အောင်ပဲဒဏ်ရာအပြည့်ခံတာနဲ့မေလမှာမေလပေါင်းများစွာပြန်လဲစူးစီးမိသူမေလမှာချိန်မှန်အတွင်းလူနာအဖြစ်တင်ပို့ခံရသူမေလမှာအဖျားတစ်ခုပေါ်ရောက်ခဲ့ပြီးမဲ့လဲပြန်လဲကျမ်းမာဝင်မရှိတော့တဲ့မေလမှာအသက်ရှင်တစ်ချက်မရှင်တစ်ချက်မေလမှာမေလကမေလကိုအသေးသာပြန်ရလိုက်တဲ့မေလမှာပေါ့ချော်ရီပူကြည်ချွဲနေလေသားတွေအမန်းတောင်စူးကြမ်းမြင်တွေစာတေးရန်မျက်ပင်လက်ရှိတွေလူအဖြစ်တရုတ်ဆောင်ရသူမေလလောကပရိဒါအပေါ်တွားတတ္တဝါဖြစ်ရသူမေလတနေ့နဲ့တင်မောအချိန်တရာမှောက်ခဲ့ရသူမေလတောအလူတစ်ခုမှာလူချင်းတိုက်မိလို့မတော်တဆပကံနဲ့ဖိတ်ကြတဲ့အသားတော်အကြလေးတောင်မှမစားရသူမေလမနေ့လေးရင်ကိုအတုပကိုချပြီးမြို့ကြီးထဲထွက်ခွာသွားသူမေလသူတစ်ပါးရဲ့အတုပမှာအငားလိုက်ငိုရတဲ့ငိုချင်းတဲ့မမေလသူ့ကလေးတွေကိုမုံဝဲမကြွေးနိုင်လို့သူ့လက်မောင်းသွေးတွေဖောက်တက်ရရှာသူမေလနေပြန်တို့တွေဝက်ဥဆုပ်ခံရသူမေလဘဝရဲ့ဘက်ထရီယိုတွေအတော်များများဖြက်စီးခံရသူမေလအင်မတန်အကျွေရတဲ့ငုပင်တွေအပေါ်သူ့အသက်ရှူငွေကလေးသွားတင်ထားမိတဲ့မေလပေါ့မေလတဲကနေအသေးနှလုံးကိုစက်ခနဲ့ဆွဲထုတ်ပြီးဖဲသမားတယောက်ဖဲချက်ကိုဆွဲထုတ်လဝါးတဲ့ထက်ဖြန်းကနေကြိုက်ချလိုက်တယ်လို့မျိုးကြိုက်ချလိုက်တဲ့အခါမေလရာသီဟန်ဆောင်နေတဲ့မေလကိုသာတွေ့ရတဲ့မေလပေါ့သူတကောင်လိုခါချလိုက်လို့ဖြူစူးတွေအကုန်ကွာကျသွားမဲ့ဖြူဘဝရောက်ပြီမေလရာခါချလိုက်ပါဆိုရင်တော့အကျိန်2,400,000ခါမှတစ်ကျိန်သာသူ့ဒုက္ခဖြူစူးများကွာကျနိုင်မဲ့မေလပေါ့အောင်ချောနေပါ